မိုးတော့ချိန်ဆိုတာသိကြလားအိပ်ပြင်းနဲ့ဟိုရင်အထပြင်းနဲ့အိပ်ကြီးတဲ့လူတွေကမိုးတော့တာမတွေ့ဘူးမိုးတော့ပန်းတွေကတော့လည်းကြာဘူးကြမှာပဲဒါပေမဲ့မိုးတော့ချိန်ဆိုတာတွေ့ဘူးတဲ့လူကခါရှာရှာနေမှာနေထွက်မှထားတဲ့လူကတော့မိုးတော့ချိန်ဆိုမသိလိုက်ဘူးအဲ့တော့ပစ္စုတသမယမိုးတော့ဆိုဘယ်ချိန်ကိုခေါ်ရတော့လို့ဆိုလို့ရှိရင်တတိထားကြည့်လိုက်မနေ့မိုးလင်းကနေလေမှာအမောင်တွေကရော့သွားပြီးတော့အဖြူရောင်ကလေးတွေတန်းလာတယ်အဲ့ဒါမိုးတော့တယ်လို့ခေါ်တယ်အရုံတက်တာမဟုတ်သေးဘူးအခုရသည်ဆိုလို့ရှိရင်ဥမာမရသည်ဥရုตาယာနေပြီဆိုလို့ရှိရင်မနေ့9 နာရီခွဲ6 နာရီမထိုးခင်လောက်မှာအဖြူရောင်လေးတွေရောက်လာအရှိကအနီးရောက်မလာသေးဘူးတက်အဖြူရောင်လေးတွေလာအဲ့ဒီအဖြူရောင်လေးတွေလာတာကိုအမောင်ကရော့သွားပြီးတော့အရောင်လေးတွေဖြူလာတာလင်းလာတာအဲ့ဒါကိုမိုးတော့ချိန်လို့ခေါ်တယ်ဒီစကားလုံးရဲ့အဓိပ္ပာယ်ကပစ္စုတတိတိမိရံဝိနာသေတိတိပစ္စုသောဆိုပစ္စုတဆိုပတိဥတအမောင်ကိုဖယ်ရှားတဲ့အချိန်လေးတဲ့ညဆိုလို့ရှိရင်မောင်ပြီးတော့မဲနေမို့လားလူတွေကပြောကြတာမှောင်မဲနေတာပဲမနေ့လင်းတဲ့ခါအဲ့ဒီအမောင်ကရော့သွားပြီအမဲရောင်ကရော့သွားဖြူလေးဖြစ်လာတယ်အရောင်လေးဖြူလာတာအတတိထားကြည့်နေကြအဲ့ဒါကိုမိုးတော့ချိန်လို့ခေါ်တယ်ဒါအရုံမတက်သေးဘူးအရုံတက်တယ်ဆိုတာအရှိကအနီရောင်လေးလာမှနေရရှိပြီးနီတွေးအရောင်လေးတွေ့ပြီဆိုမှအရုံတက်တယ်လို့ခေါ်တယ်